ဒီနေ့ on-site မှာတရားသွားထုတ်ပါမယ်အပြင်မှာလည်းမိုးရရွာနေတယ်ဒါပေမဲ့သွားရမှာပဲစကားမဆက်စိတ်ထဲမှာမတိုက်ဆိုင်ရင်ပေါ့နော်အကုသို့ဖြစ်တဲ့အကြောင်းလေးကိုမနေ့ကပဲတွေးနေတာဒါပေမဲ့ဒီဆရာတော်ဘုရားရဲ့တရားလေးနဲ့သွားတိုက်ဆိုင်ဟောလို့အဲ့ဒါတွေးပြီးတော့လို့စိတ်အခမ်းမသိရင်အကုသို့ဖြစ်တယ်လို့ကျွန်မစဉ်းစားနေတော့မယ်အခုနားထောင်မဲ့တရားနဲ့သွားတိုက်ဆိုင်နေဆရာတော်ဘုရားကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဒီတရားလေးကိုလည်း share ပေးချင်ပါတယ်ရှင်တရားတော်ထုတ်ပါမယ်ရှင်ဒီလူကငါ့ကိုဒီလိုပြောပြမယ်ဆိုတော့ကိုကြည့်တာကိုကမကြည့်တတ်ဘူးဆိုရင်သူ့ရဲ့အပူကကို့အပူဖြစ်လာတယ်သူ့ရဲ့စိတ်ဆင်းရဲမှုကကိုယ်ဆင်းရဲမှုဖြစ်လာတယ်ဘာဖြစ်လို့တော့ဆိုကိုကမကင်တတ်လို့ဒီဗုဒ္ဓဘာသာရဲ့ပန်းကကြာပန်းတိတဲ့အတိုင်းကြာရွက်တဲ့ပုံမှန်လေကြာရွက်ပုံမှာရေကြရင်အဲ့ပုံမှာရေဆိုးလားမဆိုးဘူးရေရောတင်လားမတင်ဘူးရှောချသွားတယ်စိတ်ကိုအဲ့ဒီလိုဖြစ်အောင်လေ့ကျင့်ရတယ်တဲ့ကြာပန်းနော်ကြာပန်းလေးမှတ်ထားဒါဖြင့်ကြာပန်းကဘယ်ကနေလာတော့ဆိုရွှွန့်ထဲမှာသူ့အမြစ်ကရွှွန့်ညွန့်ထဲမှာရွှွန့်ဆိုတော့ပြေးတယ်လေအဲ့ဒီရွှွန့်ညွန့်ထဲမှာနေပြီးတော့သူတက်လာတယ်အဲ့ရွှွန့်ညွန့်ကိုပဲသူဘာလုပ်တော့ရွှွန့်ညွန့်ကိုပဲမြေဩဇာယူတယ်တဲ့ရွှွန့်ညွန့်ကိုပဲအားယူတယ်အဲ့ဒါကြောင့်ရွှွန့်မရှိဘူးဆိုရင်ကြာပန်းမရှိဘူးတဲ့ရွှွန့်မရှိရင်ဘာမရှိတော့ကြာပန်းမရှိဘူးအဲ့ဒါကြောင့်စိတ်ညစ်အောင်ပြောရလို့မရှိဘူးဆိုရင်တရားမရဘူးနော်စိတ်ညစ်အောင်ပြောတဲ့လူတွေကိုအပြစ်မတင်နဲ့နော်စိတ်ညစ်အောင်ပြောတဲ့လူနဲ့တွေ့တိုင်းတရားရအောင်တွေးရမယ်တဲ့တွေးတတ်ရမယ်အဲ့ဒီလိုတွေးတတ်တာကျွမ်းကျင်ချင်းတွေးတတ်တာကိုစိတ်မညစ်အောင်တွေးတတ်တာကိုကုသိုလ်လို့ခေါ်တယ်နော်အဲ့ဒါကုသိုလ်လို့ခေါ်တယ်တွေးတတ်တာဒီကောင်ကဒီလူကဒီမျိုးသမီးကငါ့ကိုစိတ်ညစ်အောင်လာပြောပြပြီးငါ့ကိုမယိုသေးဘူးငါ့ကိုမလေးစားဘူးကိုအဲ့လိုသွားပြီးတော့တွေးကိုစိတ်ညစ်မလားမညစ်ဘူးလားကိုစိတ်ညစ်မယ်အဲ့ဒါဆိုရင်တွေးတတ်လားမတွေးတတ်ဘူးလားအဲ့ဒါကိုပဲအကုသိုလ်စိတ်လို့ခေါ်တာနော်အကုသိုလ်စိတ်ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ကကိုယ်စိတ်ကိုပြန်ကြည့်သူများဘာပဲပြောကိုယ်စိတ်ကချမ်းသာနေဆိုဒီမှာကုသိုလ်စိတ်သိကြည်သွားပြီကုသိုလ်စိတ်သိအားကောင်းသွားပြီဒီကုသိုလ်စိတ်နော်အုတ်ထိုက်ဒီကုသိုလ်စိတ်ပိုက်ဆံနဲ့ဝယ်လို့မရဘူးဝယ်လို့မရဘူးတခါပိုက်ဆံနဲ့ဝယ်ဖို့လို့တဲ့ခါကျမှပို့ပြီးတော့ဖြစ်သွားတယ်ပို့ပြီးတော့စိတ်ဆင်းရဲမှုကကြီးမားသွားတယ်ပုံပြင်လေးတစ်ခုပြောပြမယ်